လေရင်တစင်းပေါ်မှာတင့်သမီးပျောက်သွားတယ်လို့စိတ်ကူးကြည့်လိုက်ပါပိုဆိုးတာကလေရင်ပေါ်ကလူတိုင်းကတင့်မှာသမီးမရှိပါဘူးလို့ဝိုင်းပြောနေနော်ဒါတွေမကသေးဘူး records တွေထဲမှာလည်းတင့်သမီးနာမည်လုံးဝမရှိနေဘူးဆိုရင်တင့်တကယ်ပဲယူသွားမလားဒါမှမဟုတ်ဒါဟာတယောက်ယောက်ကအကွက်ကြကြစီစဉ်ထားတဲ့ plan ပေးဆွဲမှုတစ်ခုလားဒီနေ့မှာတော့ The Noise Recap ကနေကြည်နေရင်တဲ့တစ်ချိန်လုံးရင်းတစ်ထိပ်ဖြစ်နေရမယ် Flight Plan ဆိုတဲ့ကားလေးအကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပါဇလန်အစမှာမင်းသမီးကိုင်လီကဂျာမနီကနေနယူးယောက်ကိုသမီးလေးဂျူလီယာနဲ့အတူပြန်လာခဲ့ပါတယ်ကိုင်လီကတာမန်မိန်းမတစ်ယောက်မဟုတ်ပါဘူးသူကလေယာဉ်ဒီဇိုင်းတွေကိုဆွဲလေအင်ဂျင်နီယာတစ်ယောက်ပါဒါပေမဲ့သူတို့သားမိရဲ့ခီးစဉ်ကပျော်စရာတော့မဟုတ်ဘူးသူဟာမကြသေးခင်မှာတင်သူ့ရဲ့ခင်မွန်းကိုမတော်တဆမှုတစ်ခုနဲ့ဆုံးရှုံးထားတာပါအခုသူတို့စီးလာတဲ့လေရင်ကြီးရဲ့အောက်ထပ်မှာခင်မွန်းဖြစ်သူရဲ့ရုပ်အလောင်းပါတဲ့ခေါင်းတလားကိုတည်ဆောင်ပြီးအိမ်ပြန်လာကြတာဖြစ်ပါတယ်။ကိုင်းလီခင်ဗျာခင်မွန်းဆုံးရှုံးတဲ့ဝမ်းနည်းမှုရဲ့ခရီးပန်းနာရဲ့ကြောင့်အရန်ကိုနွမ်းနယ်နေခဲ့ပါတယ်။အမြင့်ပေဒေါင်းချီပေါ်မှာပြန်တိုင်းနေတဲ့ E474 ဆိုတဲ့ကမ္ဘာအကြီးဆုံးလေယာဉ်ကြီးထဲမှာကိုင်လီဟာပင်တန်းလုံးလို့သမီးလေးကိုဘေးမှာထားပြီးခဏလေးအိပ်ပျော်သွားခဲ့ပါတယ်။နိုင်အနှဲငယ်ကြာလို့သူပြန်နိုးလာတဲ့အချိန်မှာတော့ဘေးမှာရှိနေရမယ့်သမီးလေးဂျူလီယာမရှိတော့ပါဘူး။သူအစပိုင်းမှာတော့သမီးလေးအင်တာသွားတာဖြစ်မှာပါလေဆိုပြီးအေးဆေးဆေးပဲလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့တခန်းဝင်တခန်းရှာရင်းနဲ့လေရင်တစ်စင်းလုံးနှံသွားတဲ့အထိဘယ်နေရာမှရှာမတွေ့တော့ပါဘူး။ကိုင်လီဆော့ပြီးထိလန့်လာပါပြီ။သူလေရင်မယ်ရီကိုအသေးအတန်အကူအညီတောင်းပါတယ်။ဆက်ရှင်ကဒီမာရင်ဆက်တက်လာတာပါပဲ။ကိုင်လီကလေရင်မယ်ရီကိုအကူအညီတောင်းတော့သူတို့ပေးတဲ့အဖြေကလူကူတကယ်ယူသွားစေနိုင်ပါတယ်။အမနဲ့အတူကလေးတစ်ယောက်မှလိုက်မလာဘူးနော်တဲ့။ကိုင်လီကမယုံနိုင်မဲ့လေရင်မှုကိုစစ်ခိုင်းပါတယ်။ဒါပေမဲ့လေရင်မှုကစစ်ဆေးကြည့်တော့လေခရီးစင်စရင်တဲ့မှာဂျူလီယာဆိုတဲ့နာမည်ကလုံးဝမပါဘူး။ကောင်တာမှာလက်မစစ်တဲ့သူကလည်းအမတန်တဲ့တက်လာတာပါလို့အတီးပြုပေးတယ်။ဒီနေရာမှာကြည်နေတဲ့သူတွေစဉ်းစားကြည့်ပါဦး။ကိုင်လီကတကယ်ပဲစိတ်ကူးရင်နေတာလား။ဒါမှမဟုတ်လူပေါင်း400ကျော်ရှိတဲ့လေရင်ပေါ်မှာခလီတယောက်ကဘသူမှမသိပဲအငွေ့ပြန်သွားတာလား။အခြေအနေတွေကပိုဆိုးလာပါတယ်။ဘာလင်ကဆေးရုံမတန်းတစ်ခုလေရင်ပေါ်ကိုရောက်လာတယ်။အဲ့ဒီမတန်းမှာရေးထားတာကကိုင်လီရဲ့သမီးလေးဂျူလီယာဟာလွန်ခဲ့သောရက်တွေထက်မှတင်သူမရဲ့ခင်မွန်းနဲ့တူအဆောက်အဦဘော်ကပြုတ်ပြီးဆုံးရှုံးသွားခဲ့ပြီတဲ့။ဒီစကားကိုကြားလိုက်တဲ့အခါကိုင်လီဒီကလေးပဲပြိုလဲသွားခဲ့ပါတယ်။လေရင်ဘော်ကခီးစဉ်အားလုံးကသူ့ကိုစိတ်မနှောင့်နေတဲ့သူသမီးလေးဆုံးရှုံးသွားတာကိုလက်မခံနိုင်တော့အတိတ်မှာပိတ်မိနေတဲ့သူလိုပဲဝိုင်းပြီးတနာသလိုလိုဖြောက်သလိုလိုနဲ့ကြည်နေကြတော့ပါတယ်။လုံခြုံရေးအရာရှိဂျီနီယာကာဆန်ကလည်းကိုင်လီကိုစိတ်အေးထားဖို့ပြောပြီးသူမကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ကိုင်လီရဲ့မိခင်စိတ်ကအမှန်တရားကိုသိနေပါတယ်။သူမျက်လုံးမိတ်လိုက်တိုင်းသူ့သမီးရဲ့အသက်ရှူသံသမီးလေးရဲ့အယုတ်လေးကိုမြင်နေသုံးပါတယ်။သူဟာလေယာဉ်အင်ဂျင်နီယာဖြစ်တဲ့အတွက်ဒီလေယာဉ်ကြီးရဲ့အကန့်တွေလူရှက်အခန်းတွေနဲ့လေဝေလေကျွတ်လမ်းကြောင်းတွေကဘယ်မှာရှိလဲဆိုတာသူကောင်းကောင်းသိပါတယ်။သူမဟာလုံခြုံရေးအကြားတွေကနေဖောက်ဖျက်ပြီးလေယာဉ်ရဲ့အောက်ထက်ကကုန်ပစ္စည်းထားတဲ့နေရာကိုဝင်ရောက်ရှာဖွေပါတော့တယ်။အဲ့ဒီမှာသူတစ်ခုရှာတွေ့လိုက်တယ်။လေယာဉ်အောက်ထက်ကအမှောင်ထဲမှာသူမသမီးလေးရဲ့အယုတ်လေးကိုသူရှာတွေ့လိုက်တာပါ။ဒါဟာသူမယူနေတာမဟုတ်တဲ့တည့်ရက်တစ်ခုတည်းပါပဲ။ကိုင်လီသဘောပေါက်သွားပါပြီ။တဆုံတစ်ယောက်ကသူ့သမီးကိုဖုံးခွေထားတာပဲ။တကယ်တော့ဒီအစီအစဉ်အကုန်လုံးရဲ့နောက်ွယ်မှာရှိနေတာကသူမကိုကူညီနေတယ်လို့ဟန်ဆောင်နေတဲ့လုံခြုံရေးအရာရှိဂျီနီယာကာဆန်ပါပဲ။သူဟာလေလီမဲတလုံးနဲ့ပူးပေါင်းပြီးဂျူလီယာကိုဆေးကျွေးကလေရင်ရဲ့လူရှက်အခန်းထဲမှာဝှဲ့ထားတာပါ။သူတို့ရဲ့ရည်ရွယ်ချက်ကတော်တော်လေးကိုယုံမှာပါတယ်။သူတို့ကကိုင်လီရဲ့ခင်မွန်းခေါင်းတလားထဲမှာဖောက်ခွဲရေးပစ္စည်းတွေကိုဝှဲ့ခဲ့ပြီးကိုင်လီကိုသမီးတည်သွားလို့စိတ်နှောက်ပြီးလေရင်ကိုဖောက်ခွဲဖို့ထိတ်ထိတ်စ조사တဲ့သူအဖြစ်အကွက်ဆင်ပြီးလေရင်လိုင်းကနေဒေါ်လာသန်းညီငွေညစ်ဖို့ပဲဖြစ်ပါတယ်။ဂျူလီယာကတော့သူတို့အတွက်အပေါင်တစ်စိမ့်ပေါ့။အခုတော့အချိန်ကသိပ်မကြမ်းတော့ပါဘူး။လေရင်ကြီးကအရေးပေါ်ဆင်းသက်ဖို့ပြင်နေပြီ။ဂျီနီယာကဖောက်ခွဲရေးပစ္စည်းတွေနဲ့ချင်းလျောက်ပြီးကိုင်လီကိုအဆုံးစီရင်ဖို့စ조사ပါတယ်။ဒါပေမဲ့ကိုင်လီကတော့နောက်မဆုတ်ပါဘူး။သူမှ
လေရင်ရဲ့နီးပညာပိုင်းတွေကိုအသုံးချပြီးဂျီနီယာကိုအကွက်ဆင်တိုက်ခိုက်ပါတယ်။ကိုင်လီဟာလေရင်ရဲ့လှုပ်ရှားအခန်းတွေကနေသဆင့်ဂျီနီယာမသိအောင်ချင်းကပ်ခဲ့ပြီးသူမရဲ့အင်ဂျင်နီယာပညာကိုသုံးပြီးလေရင်ရဲ့မီးစနစ်တွေကိုကစားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုင်လီဟာသူမရဲ့သမီးလေးကိုအန်ဒီရဲ့ထဲကနေကဲထုတ်နိုင်ပြီးဖောက်ခွဲရေးကန်စီနေတဲ့ဂျီနီယာကိုလည်းအဖြစ်အသန်နိုင်နိုင်ခဲ့ပါတယ်။လေရင်ပေါ်မှာပေါက်ကျဲမှုတစ်ခုဖြစ်သွားပေမဲ့ကိုင်လီတို့သားအမိကတော့ဘေးကင်းခဲ့ပါတယ်။လေရင်ကြီးမြေပြင်ပေါ်ဆင်းသက်လိုက်တဲ့အခါမှာတော့အမှန်တရားအလုံးပေါ်ပေါက်သွားပါပြီ။ကိုင်လီကိုယူနေတယ်လို့ထင်ခဲ့တဲ့ခီးစဉ်တွေလေရင်မှုတွေနဲ့ FBI အရာရှိတွေအားလုံးကိုင်လီကသူမရဲ့သမီးလေးကိုပွေ့ချပြီးလေရင်ပေါ်ကဆင်းလာတာကိုမြင်လိုက်တဲ့အခါမှာတော့အံ့ဩမင်သက်သွားကြတော့ပါတယ်။သူမကိုစိတ်မနှောက်နေတယ်လို့ဆွတ်ဆွဲခဲ့တဲ့သူတွေသူမအပေါ်မယုံကြည်ခဲ့တဲ့သူတွေအားလုံးကိုင်လီရဲ့မိခင်စိတ်သက်ရှိမှခေါင်းငုံသွားခဲ့ရပါတယ်။သူမဟာတာမန်မိန်းမတစ်ယောက်ဖြစ်ပေမဲ့သူ့သမီးအထက်ဆိုရင်ကမ္ဘာကြီးတစ်ခုလုံးကိုစန့်ကျင်ပြီးတိုက်ပွဲဝင်ရတယ်ဆိုတာသက်သေပြုသွားခဲ့ပါတယ်။ဒါကမိခင်တယောက်ရဲ့မယုံကြည်နိုင်လောက်အောင်စိတ်သက်ခိုင်မာမှုကိုဖျက်တာခဲ့တဲ့ flight plan ပါပဲ။ဒီဇလန်ကိုကြိုက်နေတတ်တဲ့ဆိုရင်ကျမတို့ The Noise Recap ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါဘူးနော်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေမှာပြန်တွေ့ကြအောင်မယ်။